အားလုံးပဲမင်္ဂလာပါ Football Match Arsenal Page ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ page ကတော့ Arsenal အသင်းအကြောင်းကိုပြောတဲ့ page လေးဖြစ်ပါတယ်ဒီနေ့မှာတော့မနေ့ကကန်သွားတဲ့ Chelsea vs Arsenal EFL Semi Final ပွဲပြီး review လေးဖြစ်ပါတယ်ဒီပွဲကတော့ Chelsea ရဲ့အင်္ဂလန်မှာပထမဆုံးကန်ခဲ့ရတဲ့ပွဲလေးဖြစ်ပါတယ်ပွဲထွက်လူစင်းမှာတော့ကပ်ဖလားဖြစ်တာနဲ့အညီ David Raya ကိုနားပေးထားပြီးတော့ကပ်ပါကစားထည့်သွင်းသုံးမိလာခဲ့ပါတယ်ဘယ်နောက်ခံလူနေရာမှာတော့လူစကယ်ဒီကိုမထည့်ဘဲနဲ့ကင်းမကိုဘယ်နောက်ခံလူအဖြစ်တာသုံးလာခဲ့ပြီးတော့ဘန်ဝိုက်ကိုညာနောက်ခံလူအဖြစ်သုံးလာခဲ့ပါတယ်အလဲမှာတော့ဆလီဗာနဲ့ဂက်ဘရီယယ်မကာဟေးတို့ကိုထည့်ပြီးတော့သုံးလာခဲ့ပါတယ်ကွဲလယ်မှာတော့ပုံမှန်သုံးနေကြလူဖြစ်တဲ့ဇူရီမန်ဒီဒက်ကန်ရိုက်စ်မာတင်အိုဒီဂတ်တို့အတွဲကိုပဲအသုံးပြုလာခဲ့ပါတယ်ရှေ့တန်းတိုက်စစ်မှာတော့တောင်မန်နေရာမှာဘူကာဆာကာနဲ့လီယန်ထရော့ဆက်တို့ကိုအသုံးပြုလာပြီးတော့တိုက်စစ်မှုနေရာအဖြစ်နံပါတ်14ဗီတာယော့ကရက်ကိုပဲအသုံးပြုလာခဲ့ပါတယ်ပွဲစားတာနဲ့အာဆင်နယ်ကတိုက်စစ်ကိုစတင်လာခဲ့ပါတယ်ပွဲစဉ်မိနစ်6မိနစ်မှာပဲအာဆင်နယ်ကပထမဆုံးထောက်ခံဘောကိုကန်တင်ဝင်ရရှိခဲ့ပါတယ်အဲဒီထောက်ခံဘောကိုတော့ဒက်ကန်ရိုက်စ်မှကန်တင်ခဲ့ပြီးတော့ဘန်ဝိုက်ကခေါင်းတိုက်ပြီးတော့ဂိုးဖြစ်ပြောင်းလဲလာခဲ့ပါတယ်အာဆင်နယ်ရဲ့ပထမဆုံးဦးဆောင်ဂိုးရရှိခဲ့ပါတယ်တခြားအသင်းဖန်တွေကတော့စက်ပီအသင်းလို့ပြောနေကြသလိုပဲအာဆင်နယ်ရဲ့စက်ပီကိုတေချာတစ်ဖက်မလုပ်ပဲဒီတိုင်းလှုပ်ပေးထားလိုက်ရင်တော့ဂိုးပေးရဖို့ကတော့အသေးချာပါပဲပွဲစဉ်14မိနစ်လောက်မှာနောက်ခံလူဝီလီယံဆလီဗာအနောက်ကနေပြီးတော့လမ်းထိုးပေးလိုက်တာကိုဇူရီမန်ဒီကတစ်ဆင့်အရှိမလွတ်နေတဲ့တိုက်စစ်မှုဗီတာယော့ကရက်ကိုလမ်းပြီးတော့ခင်းပေးလိုက်ပေမဲ့ဗီတာယော့ကရက်မှဂိုးဖြစ်တော့မပြောင်းလဲနိုင်ခဲ့ပါဘူးလမ်းတော့ကန်ခဲ့လိုက်ပေမဲ့ဂိုးလုံးပေါ်နဲ့သာဆုံးသက်လိုက်ရပါတယ်နောက်ထပ်မိနစ်40လောက်မှာဆလီဗာကဂိုးဒီအေရီယာထိပ်ကနေပြီးတော့ကန်သွင်းလိုက်တဲ့အလုံးဆိုရင်တော်တော်ကောင်းတယ်ခင်ဗျခံစင်မှုလို့မတင်ရဘဲနဲ့ကွင်းနဲ့တိုက်စစ်ကနေပြီးတော့ကန်လိုက်တယ်လို့ပဲဂိုးပါလေးပေါ်အနေပြီးတော့အနေငယ်လေးကြော်သွားပြီးတော့ဒါဂိုးလုံးပေါ်ဖြစ်သွားတာပါပထမပိုင်းကတော့အာဆင်နယ်ပဲလုံးဝဖိအားပေးကစားပေးခဲ့တာပါဒုတိယပိုင်းပွဲစားလို့တိတ်မကြခင်ပါပဲဘူကာဆာကာဆက်ပြေးလာတဲ့ဘောလုံးကိုအနောက်က overlapping တက်လာတဲ့ဘန်ဝိုက်မှာတစ်ဆင့်တိုက်စစ်မှုကိုလှမ်းပြီးတော့ထိုးပေးလိုက်ရမှာဂိုးရဲကိုထိုးပေးလိုက်တဲ့အချိန်မှာဂိုးသမားအမှားလုပ်ပြီးတော့ကျွန်းထွက်လာတဲ့ဘောလုံးကိုဗီတာယောဂရက်ကအပိုင်ပိတ်သိမ်းခဲ့ပြီးတော့သူ့ရဲ့ပြဆုံးနေတဲ့ဂိုးပေါက်ကိုပြန်လည်ရှာတွေ့ခဲ့ပါတယ်56မိနစ်မှာတော့မထမတ်ပဲနဲ့ချက်စီးကခြေပါဂိုးတကူပြန်လည်ရရှိခဲ့ပါတယ်အဲဂိုးတော့ကနာချိုကမှကန်သွင်းပေးသွားခဲ့တာဖြစ်ပါတယ်မိနစ်90မှာတော့အာဆင်နယ်တို့ကတတိယဦးဆောင်ဂိုးကိုထပ်မရရှိခဲ့ပါတယ်အဲဂိုးတော့မယ်ယူနိုထိုးပေးလိုက်တာကိုဗီတာယောဂါမှတစ်ဆင့်ဇူရီမန်နီစီကိုဖန်တီးပေးခဲ့ပြီးတော့ဇူရီမန်နီကချက်စီးနောက်ခံလူဖိုဖာနာတို့တစ်ချက်ဖိတ်ပြီးတော့ကန်သွင်းသွားခဲ့တာပါ82မိနစ်မှာပဲချက်စီးဘက်ကိုခြေပါကိုထပ်မံပေးခဲ့ရပြီးတော့ကနာချိုမှပဲကော်နာကပြန်ထွက်လာတဲ့ဘောလုံးကိုအပိုင်ပိတ်ကန်သွားခဲ့ရဖြစ်ပါတယ်ဒီပွဲမှာဆိုရင်ဘန်ဝိုက်ကသူ့ရဲ့အရင်စွမ်းဆောင်မှုကိုတော့ပြန်မြခဲ့ပေမဲ့အရင်ဘန်ဝိုက်ကိုတော့ပြန်မြင်ခဲ့ရပါတယ်ဘန်ဝိုက်ရဲ့ overlapping skill တွေ crossing တွေကဒီပွဲမှာလုပ်ပြနိုင်ခဲ့ပါတယ်ဗီတာယော့ခရက်ရောက်တဲ့အလုံးမှာဆိုရင်ဘန်ဝိုက်က crossing တင်ပေးလိုက်ပေမဲ့သူ့အတွက်အဆစ်မရခဲ့ပါဘူးကိုသမတ်လက်ကနေပြီးတော့ထွက်သွားတဲ့အတွက်အမှန်ဆိုသူ့အတွက်အဆစ်တကူရရှိခဲ့မှာဖြစ်ပါတယ်ဆလီဗာကတော်တော်ကောင်းပါတယ်ဒီပွဲမှာဆိုရင်နောက်တန်းတာပြောတာတစ်ခါရေးကြရင် body fake လေးလုပ်ပြီးတော့ဘောလုံးကိုဆွဲပြေးတာတွေရှေ့ကိုဘောလုံးမျောပေးတာတွေဂိုး area ထိပ်ကနေပြီးတော့လှမ်းကန်တာတွေလုံးဝနောက်တန်းလို့တော့မထင်ရပါဘူးသူအဲ့လိုမျိုး body fake လေးနဲ့ဆွဲပြေးနေတာကဒီတပွဲတွေမဟုတ်ဘူးဗျဟိုအရင်ရှေ့ပွဲလေးမှာဆိုလည်းအဲ့လိုပဲတစ်ခါကြရင် body fake လေးလှုပ်ပြီးတော့ဆွဲပြေးသွားတဲ့အလုံးလေးတွေတွေ့ရပါတယ်ခင်ဗျအဲ့ဟာတွေမဟုတ်ပဲနဲ့သူ့ရဲ့neutral position ဖြစ်တဲ့နောက်တန်းတာဝန်လည်းလုံးဝအပြည့်အဝပြတ်တော့သွားတာပါဒီပွဲမှာတော့ဒီပွဲမှာဇူရီမန်ဒီကကောင်းတာတော့ပြောမနေနဲ့တော့ဒီဘဲကိုရလိုက်တာကျွန်တော်အရန်တန်တော့တယ်
ပါတီထွက်သွားတော့မှပါတီကိုလုံးဝလွမ်းမနေစေဘူးအသင်းနဲ့ကွက်တိအောင်ငကြကစားနိုင်ပြီးတော့ကွဲကိုလုံးဝကွင်းလျံနေပြီးတော့ထိမ့်ပြီးဆော့သွားတာအမိုက်ချက်ပဲဒီနှစ်မှရောက်လာတဲ့ကစားသမားအစ်လို့ပြောရမှာတော့မှနည်းနည်းလွန်နေကြလို့အဖိုအနေနဲ့ကတော့ဂိုးလေးတစ်ခုလည်းသမီးသွားခဲ့ပါတယ်လုံးဝနောက်ခံလူတွေကိုတစ်ချက်လောက်ဖိတ်ပြီးတော့ကန်သွားတာကတော့ကွန်းလေလူတစ်ယောက်ကအဲ့လိုပုံစံမျိုးကန်သွားတယ်ဆိုတော့လုံးဝလှကြပဲနောက်ဆုံးတစ်ယောက်ကတော့ခြေစမ်းနေမပြကိုလေးမသွင်းလို့ဆိုပြီးတော့ဖီယာအောက်ကိုရောက်နေတဲ့ Victor Yograt ဖြစ်ပါတယ်သူကတော့ဒီပွဲမှာသွင်းကိုတစ်ကိုးရဲ့အစစ်တစ်ခုရပြီးတော့Man of the Match ကိုထိုက်တန်တဲ့ဆုရရှိသွားခဲ့ပါတယ်ဒီပွဲမှာတော့ Victor Yograt ရဲ့နေရာယူပုံလေးတိုးတက်လာတာတွေ့ရတယ်ခင်ဗျအသင်းဖော်တွေရှိရတယ်သူ့ရှိကိုဘောလုံးပေးဖို့မှုတွေအရင်ကထက်ပိုများလာတာတော့တွေ့ဒီနေ့ကတော့အဝေးကမှတောက်ကန်ရတဲ့အာဆင်နယ်အတွက်အကောင်းဆုံးအနိုင်ရရှိဖို့ပါဂိုး2ဂိုးပြန်လဲပေးလိုက်ရတယ်ဆိုပေမဲ့ချက်စီဘက်ကလည်းကန်သွားရတယ်ကောင်းပါလေလုံးဝအဝေးကမှတောက်ကန်ရပေမဲ့လည်းအနိုင်ကိုတကူဟိုတာနေတာနိုင်ရောက်နိုင်ခဲ့ပါတယ်ဒုတိယအကြော့အိမ်ခွဲမှာတော့ဖီယာရဲ့တိတ်မရှိပဲနဲ့တော့ကန်တော့ရတော့မယ်အခြေအနေဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်